ပကံရင်ကျေးမှုဒေသကိုမြန်မာနိုင်ငံရဲ့ရှေးဟောင်းယဉ်ကျေးမှုဥယျာဉ်ဒေသကြီးအဖြစ်ဆောက်လုပ်ရမှာမြန်မာရိုးရာအသွင်အပြင်မပြောက်ပဲနိုင်ငံတကာအဆင့်မီတည်ဆောက်သွားမှာဖြစ်တယ်လို့ယဉ်ကျေးမှုဝန်ကြီးဌာနမှသိရပါတယ်။အဆိုပါဥယျာဉ်ကိုတော့ပကံယဉ်ကျေးမှုအမွေအနှစ်နယ်မြေဒေသကြီးတစ်ခုလုံးကိုအခြေခံပြီးဆောက်လုပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဆိုပါပကံရှေးဟောင်းယဉ်ကျေးမှုဒေသကြီးအတွင်းမှာတော့မြေယာရှုခင်းအလှပြင်ဆင်မှုများရှေးဟောင်းအဆောက်အဦများကိုညအခါအလင်းပေးတဲ့စနစ်များလာရောက်အပန်းဖြေကြတဲ့ပြည်သူတွေအတွက်အနားယူအပန်းဖြေရန်နေရာများလှည့်လည်ကြည့်ရှုနိုင်ရေးအတွက်ဘက်ကီယာဉ်များရထားလုံးများစားတောက်ဆိုင်များသတင်းပြန်ကြားရေးဌာနများအပါအဝင် historical park များမှာပါဝင်တဲ့အင်္ဂါရပ်များနဲ့အညီအပြည့်အစုံစုံလင်စွာပါရှိမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အဆိုပါရှေးဟောင်းယဉ်ကျေးမှုဥယျာဉ်ဒေသကြီးအဖြစ်အကောင့်ထဲဖော်မဲ့လုပ်ငန်းစဉ်တွေမှာပါဝင်နေပကံ Master Plan ကိုသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနမှပြည်သူ့ကနေအင်ဂျင်နီယာပညာရှင်များရှေးဟောင်းသုတေသနအမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနတို့မှပညာရှင်များမြန်မာနိုင်ငံပြည်သူ့ကအသင်းမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့ကပူးပေါင်းရေးဆွဲသွားမှာဖြစ်ပါတယ်။လက်ရှိမှာပကံ Master Plan ကိုစတင်ရေးဆွဲလျက်ရှိပြီးရေးဆွဲအတည်ပြုပြီးပါကအမြန်ဆုံးအကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။